Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူလေးနဲ့မေမေကဒီပေါ့နော် True ကထုတ်တဲ့ပညာပေးအိယာဝန်ပုံမြင်များတဲ့ကလောဘကြီးတဲ့ Mahesh ဆိုတဲ့အကြောင်းလေးကိုဖတ်ပြမှာဖြစ်ပါတယ်လူလေးကတချောင်းပေါ့နော်မေမေကတချောင်းအဲ့လိုဖတ်ပြပေးပါမှာဖြစ်ပါတယ်ကဲအခုဆက်စချင်းဘယ်သူဖတ်မှာလဲမေမေဖတ်မှာတဲ့မေမေဖတ်ပြပါမယ်ကဲအဲ့တော့စပြီးတော့ဖတ်ကြည့်ရအောင်နော်တခါတော့ငါပေါ့ကွယ်အိုးခွက်လေးတွေလက်ဝတ်လက်စားလေးတွေလှုပ်ရောင်းတဲ့ရာဒူးနဲ့မာဟက်လို့ခေါ်တဲ့ကုန်တဲ့နှစ်ဦးရှိတဲ့သူတို့ကသူတို့ကိုယ်တိုင်ပဲအိုးခွက်လက်ဝတ်လက်စားတွေလှုပ်ပြီးသူတို့ကိုယ်တိုင်ပဲလှည့်လေရောင်းချတာပေါ့တဲ့တရက်ပစ္စည်းတွေလှေပေါ်တင်ပြီးဈေးရောင်းထွက်ဖို့လုပ်ကြတယ်တဲ့လေဖီးနေရရင်ဟာတို့ကငါတို့တွေတဲ့နေရတဲ့မှာနှစ်ယောက်အတူတူရောင်းလို့ဒါကိုကြားတယ်တော့ဟာကြားတယ်မဖြစ်ဘူးတော့မဖြစ်ဘူးဒါကိုနှစ်ယောက်လုံးဒါနှစ်ယောက်လုံးဖီကနေပဲတော့မဝဲရဘူးလေကွာလို့ပြောလိုက်တယ်ဒီကိုကြားတဲ့လေဓမားရွာရဲ့ဖြည်းဖြည်းတစ်ဖက်တစ်ချက်စီကိုဟိုတဲ့လက်ဖီသွားဟောင်းကြပါလားလို့အကြံပေးတယ်မဟဲရှိရထားအကြံမဖူးဘူးလို့ပြောလိုက်တယ်နှစ်ယောက်လက်ချက်တယ်နှစ်ယောက်စလုံးကလက်ခံလိုက်ကြတယ်ကဲဒီတော့လှေပေါ်ကဆင်းတာနဲ့ရွာရဲ့တစ်ဖက်တစ်ချက်စီကိုလမ်းခွဲသွားလိုက်ကြတယ်မာဟက်ကရွာတစ်ဖက်မှာလှည့်လည်ရောင်းချနေရင်းနဲ့အိမ်ရှိမှာအဝတ်စားဆုပ်ပြက်နဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လေတယ်မိန်းကလေးကနေပါအောင်ဦးလေးလက်ကောက်လေးတစ်ခွင်းလောက်လိုချင်လို့ဝယ်စရာပတ်စံတော့မရှိဘူးလို့ဝမ်းနဲ့စွာပြောလိုက်တော့မာဟက်ကပတ်စံမရှိဘူးဆိုအချိန်ကုန်တယ်မဝယ်နိုင်ရင်ဘေးဖယ်ကွာလို့ပြောလိုက်တယ်ကဲလူလေးလှည့်ပါအဲ့ဒီအရာမှာမိန်းကလေးကဖွားထွက်လာပဲကျေဘူးပြုတ်ပြီးမီးလေးအတွက်အဲ့တော့လက်ကောက်တဲ့ဝင်လောက်ရရင်တော့ပါပြီအိမ်မှာရှိတဲ့အရာလေးနဲ့လဲလို့ရမလားကြည့်ပေးပါလို့တောင်းပန်ပြီးအိမ်ထဲခေါ်လိုက်တယ်အိမ်ထဲကိုလှည့်ပတ်ကြည့်နေချိန်အဖွားအိုကဒီမှာအိုးမဲတွေပေးနေတဲ့ပကံတစ်ချက်တော့ရှိတယ်ဒါလေးနဲ့လဲလို့ရမလားလို့ပြောလိုက်တယ်ပကံကအိုးမဲတွေနဲ့ဖုံတွေကအထူကြီးတက်နေတာပကံတော့မမြင်ရတော့ဘူးတဲ့မာဟက်ကပကံကိုယူပြီးလက်နဲ့ပုတ်ကြည့်လိုက်တာရွှေရောင်လေးတွေတောက်ပနေတဲ့ရွှေပကံများဖြစ်နေတဲ့မဟကလောဘတဲ့တော်ဒီပန်ကန်ကိုရွှေပန်ဒီပကံကရွှေပကံမှဒီအပွားကြီးတီးသွားရင်လဲမဟုတ်တော့ဘူးငါတခါနဲ့လဲလိုက်လို့မဖြစ်ဘူးလို့တွေးလိုက်တယ်အဲ့ဒါနဲ့ဒီမဲ့အဖွားကြီးဒီပကံကဘာမှတန်မှုမရှိဘူးသွားချိန်ကုန်တယ်လို့ပြောပြီးအိမ်ထဲကနေထွက်သွားလိုက်ပါတယ်သူထင်လိုက်တာကငါနောက်တစ်ခေါက်ပြန်လာပြီးသူတို့ကိုအားနာတဲ့ပုံစံနဲ့လဲပေးလိုက်မယ်လို့တွေးပြီးရွာကိုတပတ်ပတ်ဖို့ထွက်သွားလိုက်တယ်ကွယ်